မင်္ဂလာပါရှင်ဒေါက်တာစုရဲ့ Health Diary Channel မှာဖြစ်ပါတယ်ကျမရဲ့ channel မှာကျမကြီးနဲ့ပတ်သက်တဲ့တည်တဲ့အရေးကြီးတဲ့ကျမကြီးဘုဒ္ဓတာလေးတွေကိုအခါလျော်စွာတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီနေ့အတွက်တော့ကျမက medical check up အကြောင်းပြပြချင်ပါတယ်medical check up ဆိုတာလူတိုင်းနဲ့ကြားမှုနေတာပေါ့နော်ကျမရေးစစ်ဆေးခြင်းပေါ့ကျမတို့လူမျိုးတွေအများစုကယောဂတစ်ခုကိုနေမကောင်းဖြစ်မှယောဂကြီးတစ်ခုခုစဖြစ်လာမှပဲစေကံသွားပြဖြစ်ကြတာများတယ်လीနော်အမေတကယ်တမ်းဆိုလို့ရှိရင်အဲဒီယောဂကြီးတစ်ခုခုစဖြစ်နေမှစေကံသွားတယ်ဆိုရင်ဒါယောဂကနည်းနည်းရှင်းနေတဲ့အပိုင်းဖြစ်တဲ့ခါကျတော့ကုသရတာခက်ခဲတဲ့အချိန်ကုန်လူပန်းလူနာလည်းပြင်ပန်းနေပစံနေကုန်တယ်မိသားစုလည်းပြင်ပန်းနေလို့ဖြစ်တာပေါ့နော်အဲ့တော့ medical check up ဆိုတာကသူ့ကိုအချိန်မှန်မှန်ထားမှာတော့တစ်နှစ်တစ်ခါလောက်ပေါ့နော် medical check up လုပ်မယ်ဆိုလို့ရှိရင်ယောဂကြီးတွေကိုကိုကကြိုသိမယ်ကြိုသိရခါကျရင်ကြိုတင်ပြီးကာကွယ်နိုင်မယ်ပေါ့နော်အဲ့တော့ medical check up အကြောင်းကိုကျွန်မပြပြချင်ပါတယ်ဘယ်လိုလူတွေလုပ်တင်လဲဆိုရင်တော့ဘယ်သူမှဆိုလုပ်တင်ပါတယ်ဒါပေမဲ့ပိုပြီးအရေးကြီးတာကတော့အသက်40လောက်ကနေစပြီးတော့ပေါ့နော်ဒါမှမဟုတ် risk များတဲ့လူတွေဆိုရင်တော့ risk များတဲ့လူတွေဆိုတာကိုကဆေးလိပ်ရက်တွေလွန်ကျွံတောက်တယ်ဒါမှမဟုတ်ရင်ပြီးဖို့စီကိုယောဂပိုးတွေရှိတယ်အသေးယောဂပိုးမျိုးတွေရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအရင်အဝလွန်နေအဲ့လိုမျိုးလူတွေဆိုလို့ရှိရင်တော့ source 35လောက်ဆိုရင်လည်းဒါ check up လုပ်ဖို့တင်နေပြီပေါ့နော်အဲ့တော့ medical check up စားလုပ်မယ်ဆိုလို့ရှိရင်ဘာတွေလိုလဲပေါ့နော်အဲ့တော့ medical check up ဆိုတာကတော့သူကဘာမဆိုကျမကြီးနဲ့ပတ်သက်တဲ့ဟာတွေကိုဆရာဝန်ကသိတော်တဲ့ဟာတွေtest တွေကိုထည့်လို့ရတာပဲဒါပေမဲ့မဖြစ်ပါတဲ့ test တွေကနေစပြောမယ်ပေါ့နော်ဆိုတော့လူခန္ဓာကိုယ်မှာကျမတို့အရေးကြီးဆုံးကနှလုံးပေါ့နော်နှလုံးဆိုတာကမမွေးခင်တွေကနေပြီးတော့ဆုံးတဲ့အချိန်ထိပေါ့အများကြီးခုန်နေရတယ်လှုပ်နေရတဲ့ organs ဖြစ်တယ်အဲ့တော့ဒီနှလုံးကျန်းမာရေးကိုစစ်ဆေးတယ်เนาะအထူးသဖြင့်အဝလွန်တဲ့လူတွေအရက်ဆေးလိပ်တောက်တဲ့လူတွေ physical exercise မရှိဘူးစားတောက်ကြတော့လေ fast food တွေပဲဒါမှမဟုတ်လေအသားငါးပဲစားဖြစ်တယ်ဟင်းသီးရွက်မစားဖြစ်ဘူး healthy lifestyle မစားဖြစ်ဘူးဒီလိုမျိုးလူတွေကနှလုံးကျန်းမာရေးကိုပို့ပြီးအရေးကြီးတယ်အဖြစ်များဆုံးကတော့ဗာလဲဆိုတော့နှလုံးသွေးကြောကျဉ်ယောဂပေါ့နော်နှလုံးသွေးကြောကျဉ်ယောဂကိုအသက်30ကျော်လောက်မှတော့စဖြစ်တာရှိတယ်။အဲ့တော့ခုနပြောတဲ့ risk factor တွေအဝလွန်နေမျိုးမှာလည်းနှလုံးသွေးကြောကျဉ်တွေသွေးတိုးတွေဒီလိုမျိုးရှိတယ်။ကိုယ်တိုင်ကလည်း fast food တွေပဲစားတယ် exercise မလုပ်ဖြစ်ဘူး။နောက်အရက်ဆေးလိပ်လည်းတောက်တယ်ဒီလိုမျိုးလူတွေဆိုလို့ရှိရင်ပို့ပြီးတော့ risk များတယ်။နှလုံးကိုစစ်မယ်ပေါ့နော်။နောက်တစ်ခါကြောင့်နှလုံးသွေးကြောကျဉ်ရှိနေပြီဆိုလို့ရှိရင်ဒါကြိုတင်ကုသရမယ်ပိုင်းနေရှင်နှလုံးစစ်ဆေးခြင်းကအရေးကြီးတယ်။အဲ့တော့ပထမဆုံးယောဂ symptom တော့ဘာမှမရှိဘူးဒီတိုင်းပဲနှလုံးကိုစစ်ဆေးမယ်ဆိုရင်ကျမတို့ ECG ကနေစပြီးတော့စစ်ဆေးနော်နှလုံး ECG ဆွဲတယ်နှလုံး ECG ဆွဲတယ်ဆိုတာဘာမှမခက်ခဲဘူးခဏလေးပဲအချိန်လဲ9မိနစ်10မိနစ်အဲ့လောက်ထက်ပိုမကြာဘူးနော်ရင်ဘတ်ပေါ်မှာသူကဒီကရိယာလေးကဆက်ကနေပြီးတော့ရင်ဘတ်ပေါ်မှာဆုပ်ခွက်လေးတွေနဲ့ဒီဓာတ်ကြိုးလေးလိုမျိုးလေးကြိုးလေးနဲ့တွဲပြီးတော့ရင်ဘတ်ပေါ်မှာတင်လိုက်တယ်အဲ့ဆုပ်ခွက်လေးတွေကြိုးလေးနဲ့တွေ့ထားတဲ့ဒီနှလုံးကိုစမ်းသပ်တဲ့ဆက်လေးပေါ့နော်ဒီကရိယာလေးကိုတင်လိုက်တဲ့အဲ့ဒါလေးရင်မမှာကတ်တယ်ပြီးတော့ဟိုဘက်ကနေဆက်လေးကနေပြီးတော့ဆန်တယ်အဲ့တော့ဘာတွေသိနိုင်လဲဆိုရင်ခုနပြောတဲ့အရေးကြီးတဲ့နှလုံးသွေးကြောကျဉ်ကိုသိနိုင်တယ်နှလုံးသွေးကြောကျဉ်ဘာလို့အရေးကြီးလဲနှလုံးကိုသွေးကြောသွားတဲ့သွေးကြောတွေကကျဉ်နေမယ်ဆိုရင်ကျဉ်ရာကနေပိတ်သွားမယ်ဆိုရင်အဲ့သွေးကြောတွေကနေအာဟာရပေးထားတဲ့နှလုံးအာဟာရဆိုတာအောက်ဆီဂျင်တွေပါမယ်တခြား nutrients တွေပါမယ်အာဟာရပေးထားတဲ့အဲ့နှလုံးကကြွက်သားတွေကရေမလာတော့ဘူးလို့ပေါ့နော် supply မလာတော့ဆိုရင်သူကပုတ်သွားတယ်နော်နှလုံးကြွက်သားပုတ်သွားတယ် heart attack လို့လူသိများတယ် medical မှာတော့ myocardial infarction လို့ခေါ်တယ် heart attack ဖြစ်လို့ရှိရင်ရုတ်တရက်ကြီးချက်ချင်းကြီးလည်းရင်မလေးအောင့်နေဆိုပြီးတော့သေဆုံးသွားတာမျိုးလည်းဖြစ်တတ်တယ်ဆေးရုံတော့မရလိုက်ဘူးနော်ဖြစ်တတ်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းခုနနှလုံးသွေးကြောကျဉ်အင်္ဂါရနေပြီးတော့ heart attack ရတယ်နှလုံးကြွက်သားပုတ်တယ်ရုတ်တရက်ကြီးတော့အသက်မဆုံးသွားဘူးသူပုတ်တဲ့နေရာကအရမ်းမဆိုးတာလည်းဖြစ်မယ်ပုတ်တဲ့အပိုင်းကအရမ်းမများလည်းဖြစ်မယ်ရုတ်တရက်တော့အသက်မဆုံးဘူးဆေးရုံရောက်တယ်ကုသမှုခံယူရတယ်ဒါပေမဲ့သူကဟလာလူပုံမှန်လိုမျိုးကျန်းမာတော့တိတ်ပြီးတော့ပြန်မဖြစ်တော့သတိထားနေရတယ်နှလုံးကကြွက်သားပုတ်ဖူးတယ်ဆိုရင်နှလုံးကအမြဲတမ်းခုန်နေလှုပ်နေရတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်နော် normal ခုန်နေတဲ့နေရာနဲ့ခုနကြွက်သားအသေး cell အသေးတွေဖြစ်နေတဲ့ကြွက်သားပုတ်ထားတဲ့နေရာတွေကသူကဆက်ထားတာဖြစ်တော့ခုန်နေတဲ့အချိန်မှာအဲ့နှစ်ခုသာဘက်ခနဲ့ပြုတ်ထွက်သွားရင်ချက်ချင်းပဲသက်သေဆုံးသွားတာမျိုးဖြစ်တယ်အဲ့တော့နှလုံး
ကျန်းမာရေးမှာအသက်နဲ့ကြီးလာပြီတက်လေးရလာပြီဆိုလို့အဲ့တော့နှလုံးကျန်းမာရေးမှာအသက်လေးရလာပြီဆိုလို့ရှိရင်နှလုံးသွေးကြောကျဉ်းကဖြစ်လာတတ်တယ်အဲ့ဒါကိုကျမတို့ ECG နဲ့သိနိုင်မယ်နှလုံး ECG ဆွဲကြည့်မယ်နောက်တစ်ချက်ကကြတော့ဘာတွေသိနိုင်တယ်လဲဆိုနှလုံးခုန်ပုံမမှန်တာပေါ့နော်နှလုံးခုန်ပုံမှန်လူတွေအများကြီးပြောကြတယ်ရှင်တုံးနေပေါ့နော်ရှင်တုံးနေဆိုတာမျိုးနှလုံးခုန်ပုံမမှန်တဲ့ဟာမျိုးတွေရှိတတ်တယ်အဲ့ဒီနှလုံးကြွက်တာခုံနေတာကပုံမှန်မဟုတ်ဘူးဒီခါအဲ့ဒါကလည်းခါလေးကြားလို့ရှိရင်နှလုံးခုန်တဲ့ငါပုံမှန်အဖြစ်လူတယောက်ကနှလုံးခုန်တဲ့100အောက်မှာရှိကြတယ်ပေါ့နော်50နဲ့100ကြားလို့ပြောတယ်အဲ့ဒီမှာအရန်ခုန်လာတာမျိုးဒါမှမဟုတ်အရန်တော့ခုန်မလာဘူးဒါပေမဲ့အရန်ခုန်တဲ့နေမြန်လာတာတော့မဟုတ်ဘူးဒါပေမဲ့ခုန်တဲ့ဟာကအထာမကြတာမျိုးလည်းရှိတယ်အဲ့လိုမျိုးနှလုံးခုန်တဲ့ပုံမှန်တဲ့ arrhythmias တွေကလည်းအသက်အန္တရာယ်ရှိတာမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုတော့အဲ့လိုအချက်တွေကိုလည်းသိနိုင်တဲ့ ECG ဆွဲခြင်းအဖြစ်ပေါ့နော်အဲ့တော့နှလုံးမှာတစ်ခုခုဖြစ်နေတယ်လို့သိပြီဆိုရင်ဒါကြိုတင်ပြီးကုသမှုခံယူထားရင်ရုတ်တရက်ဆိုးဝါးဖြစ်သွားနိုင်တဲ့ဖေးတွေကိုတက်နိုင်ဆုံးကာကွယ်သွားနိုင်တယ်တကယ်လို့ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဟလာကိုက awareness ရပြီးသားဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုကာကွယ်ရမယ်ဘယ်လိုလုပ်ရမယ်ဆိုတာကိုသိပြီးသားဖြစ်မယ်အဲကြောင့်မလို့နှလုံးကျန်းမာရေးကအရေးကြီးတော့ကျမတို့ ECG ဆွဲဖို့အားလိုပါတယ်နော်အဲ့တော့ check up လုပ်မယ်ဆိုရင်ပထမဆုံးပါတင်တာနှလုံး ECG ပါနှလုံးသွေးကြောခြင်းဒါမှမဟုတ်နှလုံးခုန်ပုံမှန်ခြင်းနေနောက်ပြီးတော့တချို့တွေမှာကျတော့နှလုံးအဆိုးရှင်ပေါ့နော်မွေးရပါနှလုံးအပေါက်ပါတာမျိုးဒါမှမဟုတ်နှလုံးအဆိုးရှင်ကျင်းတာမျိုးကျဲတာမျိုးရှိတယ်အသက်ကြီးလာလို့နှလုံးအဆိုးရှင်ကျင်းတာရှိသလိုငယ်ငယ်တုန်းကလေးဘက်နာယောဂဖြစ်ဘူးလို့လေးဘက်နာနှလုံးယောဂနဲ့နှလုံးအဆိုးရှင်ကျင်းတာမျိုးရှိတယ်ကျင်းတဲ့လူရတဲ့တစ်ခါကျအိတ်ထက်ပို့ပြီးတော့နှလုံးယောဂဖောက်လာတာမျိုးလည်းဖြစ်တတ်တယ်မဟုတ်ရင်အဲ့နှလုံးပေါက်တွေကျင်းနေတာနေပြီးတော့ပေါ့နော်နှလုံးသွေးကြောတွေကနေပြီးမှဟိုဘယ်လိုပြောမလဲတစ်ခါလေကြားလို့ရှိရင်သွေးကြောနံရံတွေမှာနော်အကြည့်ရတွေ့လာတာမျိုးအဲ့လိုနဲ့ပတ်သက်ပြီးနှလုံးသွေးကြောကျင်းနေအပေါက်ကျင်းနေအဲ့လိုမျိုးအများကြီးရှိသေးတယ်တခြားလည်းအများကြီးပေါ့နော်အဲ့တော့နှလုံးကျန်းမာရေးတွေကအများကြီးရှိတယ်အဲ့တော့ ECG ဆွဲခြင်းအပြင်ခုနလိုမျိုးပေါ့နော်နှလုံးအပေါက်ပါရာတွေကိုတော့ဒီကိုတော့အရန်ကြီးတော့မြင်ရတာတော့မဟုတ်ဘူးအဲ့ဒါကြတော့ဟို physically တွေကြတော့နှလုံးကိုပဲ echocardiogram ဆိုတာကျမတို့ ultrasound ရိုက်တယ်လို့မျိုးပေါ့အဲ့လိုမျိုးနဲ့ရိုက်ကြည့်လို့ရှိရင်じゃအပေါက်လေးတွေကပို့ပြီးတော့မြင်ရမယ်နော်အဲ့တော့ခုန ECG မှာမကောင်းဘူးတစ်ခုတန်များရှိရဆိုရင်နှလုံးကို echocardiogram ဆိုတဲ့ultrasound လို့ပဲအရှိရောင်လေးနဲ့အဲ့ကတော့နှလုံးသွေးကြောလေးတွေအပေါက်လေးတွေအပေါက်ကျင်းလားအပေါက်ကျဲလားနော်အဲ့မှာသွေးခဲတွေကတ်နေသလားဒါမျိုးတွေအကုန်လုံးကြည့်လို့ရတယ်ဆိုတော့အဲ့ဒီစင်ကိုသွားလို့ရတယ်နှလုံးပေါ့နော်နောက်တစ်ခုကတော့နှလုံး check up မှာပါတဲ့နာကတော့ chest x-ray လို့ခေါ်တဲ့ဓာတ်မှန်ပေါ့နော်နိုင်ငံခြားတွေမှာတော့ဓာတ်မှန်ကိုဟိုအရန်အဲ့လိုမျိုး prevention ဟို regular check up အနေနဲ့တော့ရိုက်လေးတော့သိမရှိဘူးဒါပေမဲ့ကျမတို့နိုင်ငံမှာကြတော့TB ကအရန်ဖြစ်များတယ်เนาะ TB ဖြစ်များတဲ့နိုင်ငံတစ်ခုဖြစ်တယ်အဲ့ဟိုနိုင်ငံရဲ့ခြားတွေကဆိုရင်ကျမတို့နိုင်ငံရဲ့ TB ဖြစ်နှုန်းတော်တော်လေးသူတို့ concern ရှိကြတယ်ပေါ့နော်ဆိုတော့အဲ့တော့တကယ်လို့ကိုယ်မှလည်း TB contact ရှိတဲ့မျိုးဆိုရင်တော့ chest x-ray ရင်မက်ဓာတ်မှန်ဆိုတာလည်းရိုက်သိတဲ့နဲ့အကြည့်တဲ့နဲ့x-ray ဖြစ်တဲ့အတွက်ကြောင့် x-ray ရဲ့ risk လေးတန်းရောင်ခြည် risk လေးနဲ့တော့ရှိတာပေါ့နော်အဲ့မဲ့သူကပါသိနိုင်လဲ tuberculosis TB သိနိုင်တဲ့အလုံးကျိတ်တွေ cancer တော်တဆအဆုတ်ထဲမှာအလုံးကျိတ်တွေဖြစ်နေတာ symptom မပေါ်သေးဘူးဒါပေမဲ့ x-ray ရိုက်လိုက်လို့တွေ့တာမျိုးဒါမျိုးတွေလည်းရှိနိုင်တယ်တချို့ကတော့ပန်းနာရင်ကျက်သမားတွေเนาะအဲ့လိုတွေမှလည်းရိုက်ရင်သိနိုင်တယ်ဆိုတော့ဓာတ်မှန်ရိုက်ကြည့်လို့ရတယ်ဒါရင်မဲ့ဓာတ်မှန်ရိုက်ကြည့်ခြင်းအဖြစ်သိနိုင်တဲ့အချက်တွေပေါ့နော်နောက်တစ်ခုကတော့သွေးစစ်တာသွေးစစ်တာမှာတော့အများကြီးပေါ့နော်သွေးစစ်တာတွေအများကြီးရှိတယ်ဒါပေမဲ့ medical check up အနေနဲ့ဆိုရင်ကျမတို့ကခုနနှလုံးနဲ့ຫນွယ်ပြီးတော့အရင်ပြောရရင် cholesterol နော် cholesterol တက်တယ်ဆိုတာမျိုးကခုနပြောတဲ့အတိုင်းပဲ lifestyle အပြင်ဟလာလှုပ်ရှားသွားလာမှုနဲ့တဲ့အစားအသောက်တွေလည်း healthy မစားဘူးရက်စည်းလေးလည်းတောက်တယ် fast food တွေပဲစားတယ်အဲ့လိုလူတွေမှာနှလုံးသွေးကြောကျဉ်းနိုင်တဲ့ risk တွေရှိတဲ့လူတွေမှာ cholesterol ကလည်းတက်နေ cholesterol တက်တာနဲ့နှလုံးသွေးကြောကျဉ်းတာနဲ့ကသူကဆက်နွယ်နေတာ哦အဲ့တော့ cholesterol တက်နေပြီဆိုလို့ရှိရင်နှလုံးသွေးကြောကျဉ်းတဲ့ဘက်ကလည်းသွားရမှာအဲ့တော့သွေးစစ်ခြင်းမှာ cholesterol ပေါ့နော် cholesterol ကိုစစ်နိုင်တယ်နောက်တစ်ခုကတော့အရေးကြီးတဲ့ယောဂတစ်ခုဖြစ်တဲ့ဆီးချိုပေါ့နော်စီချိုကလည်းမျိုးရိုးရှိလို့လည်းဖြစ်တတ်တယ်ကိုပါတာကိုနေထိုင်မမှန်လို့ကိုကြမှာစဖြစ်တာမျိုးလည်းရှိရတယ်ပေါ့နော်အဲ့တော့စီချိုရှိဆိုရင်ကျမတို့ကသွေးစစ်မယ်အမဲဟိုလူတွေကပြောကြတယ်လက်ထိတ်ဖောက်ပြီးတော့စစ်ကြည့်ရင်ရတာပဲပေါ့နော်ဟုတ်တယ်လက်ထိတ်ဖောက်ပြီးတော့စစ်လို့လည်းရတယ်ဒါပေမဲ့တခွဲကန်းတွေမှာကြတော့စီချိုကိုလက်ထိတ်ဖောက်စစ်တာပုံပဲနဲ့ဒီ venous blood ပေါ့နော်ဒီစုပ်ယူလိုက်တဲ့သွေးတွေကနေစစ်တာဖြစ်တယ်test တွေကလည်းပို့ပြီးတော့တိကျတယ်နောက်ပြီးတော့ HbA1c လို့ခေါ်တဲ့3လအတွင်းမှာကိုယ့်ရဲ့စီးချိုသွေးထဲမှာရှိတဲ့သွေးချိုအနေထားကဘယ်လိုရှိတာလဲဆိုတဲ့ test ကိုလည်းစစ်ကြည့်လို့ရတယ်
နော်ဒါက check up မှာစစ်လို့ရပါတယ်အဲ့တော့ medical check up တစ်ခုလုပ်ပြီးဆိုလို့ရှိရင်ဒီစီးကျိုစစ်ခြင်းကလည်းမပါမဖြစ်ပေါ့နော်စီးကျိုစစ်ရမယ်နောက်တစ်ခုကကြတော့ကြောက်ကမှာစစ်တော့လေ creatinine လို့ခေါ်တယ်နော် EGFR အဲ့နှစ်မျိုးတော့အဓိကစစ်တယ်အခုကျွန်မပြောပြတဲ့ medical check up ဆိုတာယောဂ symptom တွေမပေါ်သေးဘဲနဲ့ကိုကလောဆယ်ဟို prevention အနေနဲ့ယောဂတစ်ခုခုများရှိမလားလို့စပြီးစစ်တဲ့ test တွေကိုပြောပြနေတာယောဂတစ်ခုခုတည်းဝင်သွားပြီဆိုရင်တော့အဲ့နောက်ကမှဆက်ပြီးတော့ထပ်ပြီးတော့စစ်စရာ test တွေအများကြီးတော့ရှိသေးတယ်အဲ့အရာတွေကိုတော့အသေးစိတ်မပြောသေးဘူးလောဆယ်တော့ကိုကနေကောင်းနေတယ်ဒါပေမဲ့အသက်လေးတော့ရလာပြီအဲဆိုရင် check up ဘယ်လိုလုပ်မလဲဆိုတာကိုပဲကျွန်မပြောတော့ဗောနော်အဲ့တော့ခုနပြောကြောက်ကပ်ပေါ့နော်ကြောက်ကပ်ဆို creatinine EGFR ဆိုပြီးကြောက်ကပ်ရဲ့ function ကိုသိနိုင်တဲ့ test လေးတွေရှိတယ်အဲ့ဒါကိုစစ်နိုင်တယ်အသေးကကြတော့ liver function test လို့ခေါ်တာပေါ့နော် AST ALT အဲ့လိုမျိုး test မျိုးတွေကို liver function test liver profile ဆိုပြီးတော့စစ်တာမျိုးအဲ့လို test တွေကိုစစ်လို့ရတယ်နော်အဲ့ကကြရင်အသေးယောဂါရှိလားအသေး enzyme တွေတက်နေလားပေါ့နော်အဲ့မှာသူအသေးချိန်နဲ့ပတ်သက်တာပါတခါတည်းသိနိုင်တယ်အဲ့တော့အဲ့ test တွေမှာတစ်ခုတွေ့ပြီဆိုရင်တော့ဒါသူနဲ့ဆိုင်ရာကိုလိုက်သွားရမှာပဲအခုက first screening ကိုပဲပြောပြနေတာအကုန်သိစိတ်တော့မဟုတ်ဘူးအဲ့လိုမျိုးအသေးနဲ့ပတ်သက်ပြီးစစ်လို့ရတယ်နောက်တစ်ခုကကြတော့ယောဂပိုးပေါ့နော် B ပိုး C ပိုး HIV ပိုးဒါကလည်းဆက်တင်တယ် B ပိုး C ပိုးရှိနေတယ်ဆိုလို့ရှိရင်တော့ communication တွေအသေးယောဂတွေအသေးကျွတ်တာတွေအသေးကင်ဆာတွေလာနိုင်တာဟုတ်နော်အဲ့တော့ B ပိုး C ပိုးစစ်ရမယ် HIV ပိုးစစ်တင်တယ်B ပိုး C ပိုး HIV ပိုးတကယ်လို့ကိုက B ပိုးကာကွယ်ဆေးထိုးထားတယ်ဆိုရင် antibody ပေါ့နော်ကိုခေါ်ရဲကိုရဲ့ကာကွယ်ဆေးကဘယ်လောက် effective ရှိသေးလဲဆိုတဲ့ဟာကို antibody စစ်ကြည့်ရဆိုတဲ့ test ကိုပါရောပြီးတော့စစ်လို့ရတယ်နော်အဲ့ဒါကအသေးနဲ့ပတ်သက်ပြီးတော့စစ်လို့ရတယ် HIV test စစ်လို့ရတယ်ဒါနော်နောက်ထပ်တစ်ခါပါစစ်နိုင်သေးလဲဆိုရင်ဟာပေါ့လူကြီးတွေမှာပေါ့နော်လူကြီးတွေမှာကြတော့သူကစီးတွေမှာစီးပိုးတွေပါရှိတဲ့ဒါဖြစ်တဲ့ကြောင့်စီးစစ်ခြင်းကိုလည်းစစ်ကြည့်လို့ရတယ်စီးစစ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ CP လို့ခေါ်တယ်နော်အဲ့ဒါ complete blood pressure ကြအဲ့ဒါကကြတော့သူကသွေးအားနေတာတွေသွေးဖြူဥတွေသွေးနီဥတွေအဲ့လိုမျိုးပေါ့နော်သွေးထဲမှာများနေလားကိုကသွေးအားနည်းနေတာလားသွေးခဲစေတဲ့ပစ္စည်းတွေများနေတာလားနည်းနေတာလားနော်ဒါမှမဟုတ်လို့ရှိရင်တန်ကောင်းနဲ့ပတ်သက်တဲ့သွေးထဲမှာရှိရဲ့အဲ့ဒါသွေးနီဥသွေးဖြူလေးတွေထဲမှာအဲ့လိုမျိုးဓာတ်တွေများတွေ့နေသလားအဲ့လိုမျိုး test မျိုးအဲ့ဒါလည်းစစ်လို့ရတယ်အဲ့ဒါလည်း screening မှာပါတယ်ပေါ့နော်ဆက်တင်ပါတယ်နောက်တစ်ခုက screening မှာဒီမှာ urea and electrolytes လို့ခေါ်တယ်အဲ့ဒါကြတော့ screen ဟိုနည်းလူငယ်ပိုင်းတွေကတော့တိတ်ကြီးဖြစ်ချင်မှဖြစ်တာမဖြစ်တာလည်းမရှင်းရတယ်ပေါ့နော်ယောဂတစ်ခုဆိုးဆိုးဝါးမရှိဘူးဆိုတော့ normal လောက်ဖြစ်တတ်တယ်ဒါပေမဲ့လူကြီးတွေအသက်ကြီးရဲ့ဖွားဖွားတွေနော်80 80အဲ့ရွယ်တွေမှာဆိုလို့ရှိရင်တော့ခုန electrolytes လို့ခေါ်တဲ့ဘာသွေးထဲမှာရှိတဲ့ဓာတ်တွေပေါ့နော်ဆိုဒီယမ်တို့ပိုတက်ဆီယမ်တို့အဲ့ဓာတ်တွေကအနည်းအများရှိတတ်တယ်အနည်းများပေါ်မူတည်ပြီးတို့ကနေမကောင်းဖြစ်တယ်အဲ့ဒါလည်းကပိုတက်ဆီယမ်ဓာတ်ဆိုရင်သူ့ရဲ့အနည်းများပေါ်မူတည်ပြီးတော့နှလုံးကျန်းမာရေးနှလုံးခုန်တာတွေမှာလည်း abnormal တွေဖြစ်တတ်တယ်အဲ့တော့အဲ့ခုနပြောတဲ့ electrolytes ပေါ့နော်အဲ့ဒါကလည်းစစ်တင်ပါတယ်အဲ့တော့ပြန်ခြုံပြောရလို့ရှိရင်เนาะကျမတို့ကလူကတော့နေကောင်းနေတယ်အသက်လေးရလာပြီမို့လို့ check up ပဲလုပ်ချင်တဲ့ဆရာမကြီးဆိုလို့ရှိရင်ပထမဆုံးစစ်တင်တာ ECG နောက်တစ်ခုကတော့ဓာတ်မှန် X-ray ရင်ဘတ်ဓာတ်မှန်ရိုက်တင်တယ်ပြီးလို့ရှိရင်သွေးစစ်တဲ့အခါမှာဟလာစီချိုစစ်မယ်ကြောက်ကက်စစ်မယ်အသေးစစ်မယ်เนาะပြီးလို့ရှိရင်သွေးထဲက cholesterol ကိုစစ်မယ် B ပိုး C ပိုး HIV ပိုးစစ်မယ်နောက်တစ်ခါပိုးပွားတွေဆိုရင်urea and electrolyte လို့ခေါ်တဲ့ဒီလက်ဟိုဓာတ်ပစ္စည်းလေးတွေသွေးရဓာတ်ပစ္စည်းလေးတွေကိုစစ်တင်တယ်။နောက်က urine RE လို့ခေါ်တဲ့ C ပိုးနဲ့ပတ်သက်တဲ့ C နဲ့ပတ်သက်တာပေါ့နော်။ C ချိုဆိုရင်လည်းသူကတိတာတာကိုအဲ C စစ်တာကိုလည်းစစ်တင်တယ်နော်။နောက်ကပိုးပွားတွေအစားစားတာနည်းတယ်ဆိုရင် protein လို့လေ protein ကိုကြတော့ဘယ်လိုပြောမလဲအသားထက်အားနေတာမျိုးလည်းစစ်ကြည့်လို့ရတယ်နော်။အဲ့ဒါလည်းစစ်တင်ပါတယ်။အဲ့ဒါပြီးတဲ့အခါကျတော့နောက်တစ်ခုကတော့ ultrasound ပေါ့နော် ultrasound ရိုက်ခြင်းအပြင်ကျတော့အသေးအနေထားအသေးစီဖုံးလားအသေးကျွတ်လားအသေးကဘာဖြစ်လဲလုံးကျိတ်များတွေ့လားကြောက်ကတ်ထဲမှာဟလာအကျိတ်တွေပါအကျိတ်တော့မဟုတ်ကြောက်ကတ်ကြောက်တွေပါရှိလားပေါ့နော်အမုံရင်အသေးကြီးထဲမှာလုံးဟိုကြောက်တွေရှိလားအဲ့လိုမျိုးပါတွေလည်းသိနိုင်တယ်သိနိုင်တဲ့အတွက်နောက်တစ်ခါမျိုးသမီးရေဆိုလို့ရှိရင်သားဝင်အလုံးတွေပါတွေများဖြစ်နေလားဘိုက်ကို ultrasound ရိုက်တာပေါ့နော်ဆိုအဲ့အချက်တွေကိုပထမဆုံး screening အနေနဲ့ကိုကတစ်နှစ်ကိုတစ်ခါလောက်တော့အသက်လေးရလာပြီဆိုရင်ခန့်မှန်းခြေ40တန်းလောက်40မဟုတ်လို့ရှိရင်လည်းခုနပြောလို့ risky person ဖြစ်တယ်ဒါမှမဟုတ်လည်းကိုကကျန်းမာရေးစိတ်ဝင်စားရလို့ဖြစ်တယ်ဆိုတော့30ကျော်လောက်ကစပြီးတော့စစ်လို့ရပါတယ်အခုဆိုယောဂတွေကလည်းငယ်ငယ်လေးတွေနဲ့လည်းဖြစ်တယ်များလာတယ် lifestyle ညောင်ပဲလားပါမသိဘူးပေါ့နော်အဲ့တော့ငယ်လေးတွေမှာလည်းယောဂလေးတွေဖြစ်လာတဲ့အခါကျတော့30ကျော်ကနေစစစ်လို့ရှိရင်တော့ပို့ပြီးတော့တင်တော့ပါတယ်
ဒါကတော့ကျမတို့ medical check up လုပ်မယ်ဆိုရင်စစ်တင်တဲ့အားလေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နေကောင်းနေပြီမဲ့ medical check up လုပ်ချင်တဲ့ဆိုတော့သူများအတွက်ဘာတွေစစ်တင်တယ်ဘာကြောင့်စစ်တင်တယ်ဆိုတာလေးတွေကိုနားလည်လောက်ပြီလို့ထင်ပါတယ်အဲအကြောင်းကိုနဲ့နီးစပ်ရာစီကံမှာပေါ့နော်ခုနပြောတဲ့အချက်လက်လေးကိုသွားပြီးတော့သွေးစစ်ကြည့်လို့ရတယ်တချို့ကကြတော့လဲ package လေးနဲ့စစ်ပြီးတာမျိုးလေးရှိရပေါ့နော်အဲ့တော့သွေးစစ်မယ် ECG ဆွဲမယ်တမ်းမှန်ရိုက်မယ်အသေးတို့ဘာလို့ပို့ပြီးတော့တီးဖို့အတွက် ultrasound ရိုက်မယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေလုပ်ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကျန်းမာရေးကိုတစ်နှစ်တစ်ခါလောက်စစ်ဆေးကြည့်မယ်ဆိုလို့ရှိရင်ဒါယောဂအကြီးတွေဖြစ်လာဖို့ကြိုတင်ကာကွယ်ထားရရောက်ပါတယ်ဒါကစစ်စစ်တာရဲ့ test အကုန်လုံးမဟုတ်ပါဘူးအစစ်များတဲ့ရေဘူးရအဖြစ်လိုအပ်တဲ့ဒါ general ကြားတဲ့ test တွေကိုပဲပြပြပါတကယ်တမ်းတော့အများကြီးစစ်စရာရှိရပေါ့နော်အဲ့ဒါတော့ကိုက check up ကိုဖတ်ပေးတဲ့ဆရာဝန်ကကို medical check up လုပ်ထားတဲ့ test တွေကိုဖတ်ပေးတဲ့ဆရာဝန်ကကိုရဲ့ခန္ဓာကိုယ်စမ်းသပ်မယ်ခုန test တွေကိုဖတ်ပေးမယ်အဲ့ဒါပြီးလို့ရှိရင် तू ကဆုံးဖြတ်ပြီးတော့okay မလို့ဒီ test နဲ့အဆင်ပြေပြီဆိုလဲတမျိုးကဲလို့ကိုမှယောဂတစ်ခုခုကို तू က risky တန်တရားဖြစ်သွားပြီဆိုရင်လည်း तू ကဘယ် test တွေထပ်စစ်အောင်မယ်ဆိုတာဒါနောက်ပိုင်းဆက်သွားမှာမျိုးပေါ့နော်ဒါတော့ individualized တယောက်ချင်းစီမှာဖြစ်သွားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သိချင်ကြတဲ့ medical check up နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုသိလောက်ပြီလို့ထင်ပါတယ်ကျမရဲ့ Dr. Su Health Diary Channel လေးမှာလည်းဒီကျမရဲ့ဘုသူတာလေးတွေကိုတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်like and subscribe လုပ်ထားဖို့လည်းကျမဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲကျမကြပါစေရှင်